ငယ်အားလုံးမင်္ဂလာပါဘောနော်ဒီနေ့24ရက်နေ့ပေါ့နော်6လပိုင်း24ရက်ဆိုင်ငယ်လိုချင်တဲ့လူတွေရှေ့မှာယူလို့ရတယ်နော်မ8000တန်နေနော်ဒီကောင်လည်းအခု8000တန်8500တန်နေမရှိဘူးလားမေးတဲ့လူတွေရှိတယ်နော်လိုချင်မှယူလို့ရတယ်ဟာလားအလုပ်သွားလုပ်ပြန် CBR နော်2100နဲ့900ပဲနော်ကျွန်တော်ရောင်းတာမှာကြီးတာယာတွေဂွေတွေအကုန်ပတ်လက်မှန်နော်အင်ဂျင်မပွင့်တာဘူးလိုချင်မှယူလို့ရမီအိုရှိတယ်နော်9000ပဲနော်အလုပ်သွားလုပ်ပြန်စီလို့ရဆိုင်ငယ်လှရနော်တေချာကြည့်ဒီဥစားတွေ9000ပဲပေါ့နော်လိုချင်မှယူလို့ရတယ်လာတယ်9500တန်နေရှိတယ်နော်အနှိမ့်ဆုံးဒီ9500တန်အလုပ်သွားလုပ်ပြန်စီးခြင်းမှယူလို့ရတယ်ဟာလားဘိန်းကောင်းတယ်ဟာလားမစမိုးအိတ်မိထားတဲ့လူတွေပေါ့နော်ဈေးက15900နဲ့900လိုချင်မှယူလို့ရတယ်ဆိုင်ငယ်အနေထားသလောက်ရှိတယ်ဒီမှာဆိုင်ငယ်အစ်စ်တွေရောက်လာတယ်နော်ကျွန်တော်ပြပေးမယ်ဆိုင်ငယ်အစ်စ်တွေရောက်လာတယ်ပြပေးမယ်ဒီ9900တန်ကလစ်လည်းကောင်းတယ်နော်လိုချင်မှယူလို့ရတယ်နော်MNA ကိုမေးထားတဲ့အကျွေးရလားဆိုတော့အကျွေးတော့မရအောင်ညီလေးနော်ပတ်စုပ်ပေးထားရင်တော့လာယူဆိုင်ကဲဒီမှာအလုပ်သွားလုပ်ပြန်စီးကျင်တဲ့လူတွေနော်လိုင်စင်စာရွက်စာတမ်းအပြောင်းလဲအကုန်ပေးတယ်နော်ကျောင်းစမြဆိုင်ကဲဝယ်တဲ့လူတွေမေးကြည့်မကြီးဆိုင်ကဲလှမလားတွေ့လားလိုင်စင်အပြည့်ပါရနော်မကြီးကာဗာတစ်စင်လုံးအသစ်ပြန်လဲထားရနော်ဒီကောင်လေးဆိုရင်လိုချင်မှယူရဝေးမေးတဲ့လူတွေနော်15တိန်းနဲ့ရောက်လာပြီနော်ဒီဘန်းယူမယ်ဆိုလို့ရှိရင် original ကပါနော်အင်ဂျင်မပွင့်တာဘူးလိုချင်အမြန်ဆက်သွယ်လာခဲ့ပါနော်ဝေး100မိသားတဲ့လူတွေရှိပါတယ်လို့ဟုတ်လားနှစ်စီးပဲရှိတော့အပြာလေးကတော့မရှိတော့လက်ရှိရှိတာတော့ဒီဘန်းတွေပဲရှိပါတယ်လို့ဟုတ်လားဆက်သွယ်ရမယ့်ဖုန်းနံပါတ်ဒီဖုန်းနံပါတ်နှလုံးကြိုက်တဲ့ဥစ္စာကိုဆက်သွယ်လာခဲ့ကျွန်တော်ဖုန်းနံပါတ်ကတော့ပြီးရအမကိုရိုကွန်မန့်ထဲမှာစကားပြောလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ပေါ်လာလိမ့်မယ်ကလစ်၄စီးရှိတယ်နော်ဒီမှာကြည့်18900နဲ့900နော်လိုင်စင်စာရွက်စာတမ်းအပြောင်းလဲအကုန်ပေးတယ်နော်လိုချင်မှယူလို့ရတယ်ဟုတ်လားကလစ်၄စီးလုံးဒီဆိုင်ကယ်တွေကတော့လှပါတယ်လို့တကယ်ရင်အားလုံးမင်္ဂလာပါလို့ဟုတ်လားကျေးဇူးအများကြီးတင်ပါတယ်လို့ဝိုင်းပြီးအားပေးကြပါလို့